ရေစကြိုပါကဖစခန်းတစ်ခုစီနီမီရှို့ခံရမကွေးတိုင်းရေစကြိုမြို့နယ်ကံမတော်ကျေးရွာအနီးကရေစကြိုပါကဖစခန်းတစ်ခုစီနီမီရှို့ခံရတယ်လို့ပကတာဝန်ရှိသူတွေထံကသိရပါတယ်။ဖေဖော်ဝါရီ10ရက်မနက်9နာရီခန့်မှာတပ်မ69ကထွက်လာတဲ့အင်အား250ပါစစ်ကြောင်းဟာကျေးရွာအပြင်ဘက်ရှိပကဖတက်ခွဲစခန်းကိုဝင်ရောက်စီနီမီရှို့ခဲ့တာလို့ဆိုပါတယ်။ရွာကိုရောက်ပြီးနေပြီးမှတက်ခွဲစခန်းကိုတွေ့ပြီးမီးရှို့တာ။ထိတွေ့တိုက်ပွဲတော့မရှိဘူး။သူတို့စခန်းကိုမီးရှို့ချိန်မိုင်းဆွဲလိုက်တာရှိသေးတယ်။သူတို့အင်အားများလို့ကျွန်တော်တို့ဘက်ကစုပ်ပေးလိုက်ရတာလို့ရေစကြိုပါကတာဝန်ရှိသူတဦးကပြောပါတယ်စစ်ကော်မရှင်စစ်ကြောင်းစီးနင်းခံရလို့စခန်းအတွင်းရှိဆိုင်ကယ်3စီးဆိုလာယူနီဖောင်းမိုင်းတွေနဲ့စစ်သုံးဆက်ပစ္စည်းအချို့ကာလာတန်ဖိုး700ကျော်သိမ်းဆည်းခံလိုက်ရတယ်လို့ဆိုပါတယ်အဆိုပါစစ်ကြောင်းဟာစခန်းကိုစီးနင်းပြီးနောက်တပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ဆိုင်ကယ်ဆိုလာတွေနဲ့ယူနီဖောင်းတွေကိုမိရှို့ဖျက်ဆီးခဲ့ပြီးကျေးရွာထဲမှာပင်ညအိတ်နေထိုင်ကဖေဖော်ဝါရီ17ရက်မနက်8နာရီလောက်မှာမြိုင်မြို့နယ်ဘက်ကိုဆက်လက်ထွက်ခွာသွားတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့နှစ်စက်တင်ဘာ20ရက်ကလည်းပေါက်မြို့နယ်ကစုံစိတ်ကုန်းကျေးရွာနဲ့တံမယာအိုင်ကျေးရွာကဒေသကာကွယ်ရေးစခန်း2ခုကိုစစ်ကော်မရှင်တပ်တွေဝင်ရောက်စီးနင်းမိရှို့ခဲ့လို့7ထောင်ချီပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။သတင်းအသစ်တင်တိုင်းသိဖို့ channel လေးကို like လေးလုပ် subscribe လေးနှိပ်ခဲ့ကြပါဦးနော်။